Hello မင်္ဂလာပါဒီနေ့မှာတော့ဒီ strawberry tower လေးပဲဆော့ပြသွားမှာဖြစ်ပါရှင်if ကဲပါဆော့ပြနေအောင်ကြပါရှင်အားလုံးပဲဒီနေ့မှာတော့အားလုံးမဟုတ်ဘိုင်ဘိုင်ကျန်လိုက်ပါရှေ့ဘိုင်ဘိုင်